မောစီဘလို့အညောက်ပေါက်လဲဆိုတာကိုလိုက်ကြည့်ထားကြပါဦးနော်စုံထိကြီးမှတကယ်တက်မှာနော်60 GB လောက်ပူနေတဲ့ရေထဲကိုတင်မောစီတွေကျွန်တော်ထိတယ်24နဲ့ဒီစိတ်ထားတယ်ပြီးရင်ဖော်ဝေးကိုပြင်ဆင်ထားမယ်အနေတော်အနေထားကြည့်တ िश ူတွေကိုခင်းမယ်အေးတော့မကောင်းအဲ့ဒါပြီးရင်နေနိုင်ရင်စိတ်ထားတဲ့မျိုးစီကိုဖြန့်ပြီးထည့်မယ်ဘုံဝေးထားလဲဆိုစိတ်ထောင်ခံပဲကောင်းတယ်အခုကြီးကကျွန်တော်တယောက်တည်းတီးချင်ရတာမဟုတ်ပါဘူးအားလုံးကလည်းကျွန်တော်ဒီလိုလုပ်ထားတာပါအခုလိုကျွန်တော်တေချာဖြန့်ပါတယ်ပြီးရင်နောက်တစ်ချက်နေပြီးတ िश ူကိုကျွန်တော်တို့ပုတ်တယ်ဒီချာလုံးအောင်တော့အုပ်ရပါမယ်အုပ်ပြီးရင်တော့ရေဖြန်းပါတယ်ဒီထားရမှာတော့ရေငေါလို့မရပါဘူးနောက်ပြီးဒီလိုတက်ကြတဲ့အဖုံးကိုအုပ်လိုက်တယ်မောစီကစူတိုင်းစားနဲ့အခုချိန်လေးရမှပေါက်ပါမို့ဒီလိုတက်ရချင်းဖြစ်တယ်ဒါဆိုရင်တော့နေဘူးထဲထုတ်လှန်ထားလိုက်တယ်လိုရင်လိုအပ်တယ်လို့ရေတွေကလောင်းပေးရတယ်နေဘက်ဆိုနေဘူးထုတ်လှန်ပြီးညဘက်ဆိုမီးထွန်းထားလိုက်တယ်ဒါကတော့ညဘက်မီးထွန်းထားတဲ့ပုံပါတနေ့တစ်ခါဖွင့်ကြည့်ပြီးတော့ရေလိုအပ်ရင်ရေလောင်းလိုက်တယ်အဲ့လိုနဲ့3ရက်မြောက်နေ့မှာစားပေါက်လာပါပြီအပေါက်နေသေးလို့ရေလောင်းပြီးပြန်အုပ်ထားလိုက်တယ်ကဲဒါကတော့9ရက်မြောက်အခြေအနေပါအများကြီးပေါက်နေပြီနော်အားလုံးလည်းစူးစမ်းကြည့်ပါနော်